မင်္ဂလာပါရှင်မုခေအွန်လိုင်းရှော့ကနေကြိုဆိုပါရရှင်အဲကိုလာကိုမှစိုက်ကြီးမတုံးကျင်ပဲဒီလိုမျိုးမီနီအဲကိုလာလေးကိုမှတုံးကျင်တဲ့ချစ်ကကာတို့အတွက်ဒီနေ့မိတ်ဆက်ပေးမှာကတော့ KNN ကနေထွက်ရှိထားတဲ့ဒီလိုမျိုးမီနီအဲကိုလာလေးပဲဖြစ်ပါရရှင်သူ့မှာဘာပါမလဲဆိုရင်ပါဝါခလုတ်လေးပါမယ်ပြီးရင်ပါဝါခလုတ်ပေါ့နော်ပြီးရင်ဒီမှာက speaker step ပေါ့နော် step က1 step 2 3 step ပါမယ်ဒါလေးကတော့ကူခလုတ်ပေါ့နော်သူကရေထည့်ပြီးတော့ရေထည့်တဲ့ချိန်မှာမှဒီခလုတ်လေးကိုနှိပ်ပြရမှာဖြစ်ပါတယ်တိုင်မှာပေးတဲ့ခလုတ်လေးပါမယ်swing ခလုတ်ပါမယ်wind type ပြောင်းတဲ့ခလုတ်လေးပါမယ်ပေါ့နော်ပြီးရင်ဒီကောင်လေးမှာရေခဲကြောက်ကလည်းနှစ်ခုပါဝင်မယ်ပေါ့နော်ရေခဲကြောက်ကနှစ်ခုပါဝင်မယ်ဒီဘက်မှာဆိုရင်ရေလီတာအနေနဲ့ကသူက5လီတာအထိအသုံးပြုလို့ရပါရေထည့်လို့ရတယ်ပေါ့နော်5လီတာအထိရေထည့်လို့ရမယ်သူကရှက်တာတိုက်ဖြစ်တဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့လဲအေးမယ်ပို့ပြီးတော့လဲကောင်းမယ်ပို့ပြီးတော့လဲအဆင်ပြေမယ်ဒီမီနီအဲကိုလာလေးကိုမယူလို့ပါက Viber ဖုန်းနံပါတ်ဖြစ်တဲ့3943399500 3994408089မှာဆက်သွယ်မှာယူနိုင်တယ်လို့မုခေ online shop Facebook page messenger နေလဲဆက်သွယ်မှာယူနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်